မြန်မာနိုင်ငံထုတ်ဝေဘူးသမျှစာအုပ်တွေအားလုံးကိုဒီစာကြည့်တိုက်ထဲမှာအားလုံးရှိပါတယ်မြန်မာနိုင်ငံကနာမည်ကြီးတယ်ဆိုတဲ့စာကြည့်တိုက်တွေမှာတော့မြန်မာနိုင်ငံကထုတ်တဲ့စာအုပ်တွေအဆုံးရှိမှမထင်ပါဘူးအခုကဒီဥစ္စာတွေအကုန်လုံးကမြန်မာနိုင်ငံကထုတ်တဲ့စာအုပ်တွေပဲဖြစ်တယ်အဲ့တော့ဒီစာအုပ်တော့ကိုကြည့်မှဆိုရင်ချစ်ဦးညိုရဲ့ချစ်တော်ပါရဂီဆိုတဲ့စာအုပ်တွေ့ရမှာဖြစ်ပါတယ်ကျတဲ့စာအုပ်ထုတ်ကြည့်လိုက်တာမြန်မာစာအုပ်တွေကြီးပဲဖြစ်ပါတယ်ဒီဥစ္စာကဆန်းဆန်းတဲ့တာယာဝတီရဲ့စာအုပ်တော့ဖြစ်ပါတယ်ကျတဲ့စာအုပ်ထုတ်ကြည့်လိုက်ရင်ဒီမှာဒါတွေမကောက်ဘူးမဂ္ဂဇင်းပေါင်းစုံကိုလည်းဒီမှာတွေ့ရမှာဖြစ်ပါတယ်ဒါကမဂ္ဂဇင်းလဲဆိုတော့သွေးတောက်မဂ္ဂဇင်းကိုဒီမှာအုပ်လိုက်ထားတာသွေးတောက်မဂ္ဂဇင်းရန်ကုန်တက္ကသိုလ်250 1920 1980ပြမှာဖြစ်ခဲ့တဲ့ဒီစာအုပ်တွေမှာတွေ့ရမှာဖြစ်ပါတယ်ဒီလိုပဲဒါဆိုလို့ရှိရင်ငွေတာကြီးမဂ္ဂဇင်းကိုထုတ်ခဲ့သမျှတော့ငွေတာကြီးမဂ္ဂဇင်းပေါင်းအားလုံးဒီမှာရှာဖွေတွေ့ရှိနိုင်ပါတယ်ဖြစ်ပါတယ်ဒါလည်းငွေတာကြီးမဂ္ဂဇင်းတွေပါပဲငွေတာကြီးမဂ္ဂဇင်းတွေပါပဲရှင်းတိုင်းမှာရှိနေတဲ့စာအုပ်တွေအကုန်လုံးကမြန်မာနိုင်ငံမှာထုတ်ဝေဘူးသမျှစာအုပ်တွေပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်စစ်ပါရကူနဲ့ကြပြဝီတူဆိုတဲ့စာပေမှန်စာမှုဆူရစာအုပ်တော့ဖြစ်ပါတယ်ဒီဘက်ချမ်းမှာစာအုပ်တွေဟာဒီဘက်ချမ်းမှာလည်းမြန်မာစာအုပ်တွေပဲဖြစ်ပါတယ်ဒီဘက်ချမ်းမြန်မာစာအုပ်တွေမှာဆိုရင်တအုပ်ကိုနမူနာဆွဲထုတ်ပြီးတော့ကြည့်ရမယ်ဆိုလို့ရှိရင်ဂျူးရဲ့ဂျူးစာအုပ်ပေါ့နော်ဂျူးရေးထားတဲ့စာအုပ်တော့ဖြစ်ပါတယ်ဂျူးရေးထားတဲ့စာအုပ်တော့ဖြစ်တယ်နောက်ဒီမှာရှိတဲ့စာအုပ်တော့ပေါ့နော်ကြိုက်တဲ့စာအုပ်တော့ဆွဲထုတ်လိုက်မြန်မာစာအုပ်ဂျူးရဲ့ရာဇဝင်ထဲမှာမောင်းကိုထားရခဲ့ဆိုတဲ့စာအုပ်ကိုတွေ့ရမှာဖြစ်ပါတယ်ဒီလိုစာရေးဆရာဘောင်းစုံရဲ့နော်စာအုပ်တွေပါခိုင်မီစင်တို့လို့နော်တာမန်မထင်မရှားတဲ့မြန်မာပြည်ကစာရေးဆရာတွေရဲ့စာအုပ်တွေအောင်မှဒီမှာရှိနေပါတယ်ဒီစာအုပ်တွေဆိုလို့ရှိရင်ဒါဆိုရင်ဒေါခင်မျိုးချစ်ရဲ့မောင်တို့ယောက်ျားဆိုတဲ့စာအုပ်လေးဒီမှာတွေ့ရမှာဖြစ်ပါတယ်နောက်ပြီးတော့ချစ်ဆန်ဝင်းရဲ့နေခဲ့တော့မောင်ချစ်ဆန်ဝင်းရဲ့မောင်နေဦးတိုက်လေးလုံးမှနေသည်ဆိုတဲ့စာအုပ်ဒါမျိုးတွေဒီမှာတွေ့ရမှာဖြစ်ပါတယ်ဒီကတအုပ်ကိုထုတ်ကြည့်လိုက်ရင်ဘာစာအုပ်ဖြစ်မလဲဆိုရင်ကောင်းတန်းရဲ့အမေတို့တန်းချင်းဆိုတဲ့စာအုပ်လည်းတွေ့ရမှာဖြစ်ပါတယ်။ Cornell University ရဲ့စာကြည့်လိုက်တဲ့မှာတကဘာလုံးမှာထုတ်ဝေသမျှစာအုပ်အားလုံးကိုသိသိရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အမတန်မှတန်ဖိုးရှိတဲ့စာကြည့်လိုက်ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတော့မှမြန်မာပြည်ရဲ့စာကြည့်လိုက်တွေမှာမြန်မာနိုင်ငံကထုတ်ဝေပြီးသမျှစာအုပ်တွေရှိမှမထင်ပါဘူး။ဒီမှာဂျန်ကြောင်မမလေးရဲ့သွေးဆိုလို့ရှိရင်နှစ်အုပ်တော်မှာထားပါတယ်။နော်။အုပ်တော်မှာထားပါတယ်။အဲ့လိုအမိုးရှိတဲ့ဒီလိုစာကြည့်ရမျိုးကိုအတူယူပြီးတော့မြင်းနိုင်ငံရဲ့တိုးတက်ကြောင်းမှာသူများနိုင်ငံတွေဟာဘာကြောင့်တိုးတက်တယ်လဲဆိုတဲ့နမူနာတွေကိုရယူပြီးတော့ကိုယ်နိုင်ငံမှာလည်းအသုံးပြုနိုင်အောင်အတွက်ဦးဇင်းရွေးပြီးတော့ဒီဗီဒီယိုဖိုင်လေးကိုတင်တာရိုက်ကူးတာဖြစ်ပါတယ်ဝင်ဖို့ဆိုရင်ဘာထောက်ခံချက်ဘာမှမလိုပါဘူးစာကြည့်တိုက်ထဲကရှိတဲ့စာအုပ်တွေကိုလေးလာမှတ်သားခြင်းနဲ့ဆိုရင်ကြိုက်တဲ့စာအုပ်ကိုဆွဲယူပြီးတော့စိုက်တဲ့နေရာမှာသွားထိုက်ထားလို့ရပါတယ်ဒီကဲ့သို့ကိုလေးလာခြင်းတဲ့ဥစ္စာကိုမြည်သူမဆိုဦးဇင်းတို့ဆိုရင်လည်းဘာထောက်ထားမှမရှိဘဲနဲ့ဒီစာကြည့်ရရောက်ဝင်ပြီးတော့ကြိုက်တဲ့စာအုပ်ကိုလေးလာဖတ်ရှုနိုင်တယ်ဆိုတဲ့အခွင့်အရေးရှိပါတယ်ဦးဇင်းတယောက်တည်းမှမဟုတ်ပါဘူးကြိုက်တဲ့မြည်သူမဆိုဒီကလေးလာခြင်းတဲ့စာအုပ်တွေကိုကြိုက်တယ်လို့လေးလာနေတဲ့အတွက်ကြောင့်မလို့ဦးဇင်းတို့ဘာတွေကိုသွားတွေ့ရလဲဆိုရင်ဦးဇင်းတို့မြန်မာပြည်မှာဆိုရင်တော့ဒီလိုစာအုပ်တွေကိုထားမယ်ဆိုရင်တော့ပျောက်လျှောက်သွားမှာဖြစ်ပါတယ်ဒါပေမဲ့လို့သူတို့ချီမှာဒီလိုစာအုပ်တွေကိုအမြတ်တို့တန်ဖိုးထားပြီးတော့ထားတဲ့ဥစ္စာကဘာသွားတွေ့ရတယ်ဆိုရင်သူတို့ရဲ့ကိုချင်းတရားကိုပါသွားတွေ့ရတဲ့အတွက်ကြောင့်မလို့မြန်မာပြည်မှာဤကဲ့သို့ဖွံ့ဖြိုးတိုးတက်ခြင်းနဲ့ဆိုရင်ကိုချင်းတရားတွေကိုလည်းသူတို့နိုင်ငံကြီးတို့အဆင့်မီအောင်ကိုချင်းတရားတွေကိုတိဆောက်ကြဖို့လိုတယ်ဆိုတဲ့ဥစ္စာကိုသွားတွေ့ရပါတယ်ဒါမှမဟုတ်ပညာရေးတစ်ခုကိုလေးလာဖို့တွင်ဘာအကန့်အသတ်မှမရှိဘဲနဲ့လွတ်လွတ်လပ်လေးလာခွင့်ရတယ်ဆိုတဲ့ဥစ္စာကိုလည်းဦးဇင်းတို့တိုင်းပြည်ကနမူနာတွေယူသင့်ပါတယ်ကျွန်တော်တိုင်းပြည်မှာထင်ရှားကြော်ကြားတဲ့ဒီလိုစာအုပ်မျိုးကိုလည်းဒီစာကြည့်တိုက်ကြီးမှာတွေ့ရမှာဖြစ်ပါတယ်ဒီမိုးနင်းရဲ့စာပေါင်းချုပ်စာအုပ်နောက်စင်သေးဝမြန်မင်းရဲ့ကမ္ဘောဇာမြင်းနှင်းမုံကားခုံစစ်ဆေးခြင်းဆိုတဲ့ဒီလိုစာအုပ်အားလုံးကို